လောက်တော့ကကျွန်တော် Facebook ကောင်းနေတော့များdisable ကျသွားတာအဲ့ဒါဘာကြောင့်လဲဒီ disable ကျတာဒီကျွန်တော်တို့ရဲ့ issue ကြောင့်မဟုတ်ကျွန်တော် policy ညှိလို့ဖြစ်သွားတာမဟုတ်ဘူး Facebook ရဲ့ system issue ကြောင့်ဖြစ်သွားတာပေါ့နော်ဒီလို disable ဖြစ်သွားရဆိုကျွန်တော်ဘာလုပ်ရမှာလဲ survey app ဖို့လိုလားအဲ့တော့ disable ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီပုံမှန်ဆို survey app တယ်အခုလက်ရှိအနေထားအရ survey app လဲ survey သမားတွေဟာဒီအနေနဲ့ပတ်သက်ပြီးတော့ပြီးဝဖြည့်ရှင်းပေးနိုင်မှာမဟုတ်ဘူးပေါ့နော်ဒါဒီကိုယ့်ရဲ့ policy ကြောင့်ဖြစ်သွားတာမဟုတ်ဘူး Facebook ရဲ့ system issue ကြောင့်ဖြစ်သွားတဲ့အနေထားဖြစ်တယ်အဲ့ဒီကြောင့်စောင့်ကြည့်ပေးပါအခုသတိထားရမှာဒီမိမိလုပ်ခဲ့တဲ့တစ်ပိုင်းမှာပဲဒီ Facebook က login ဝင်ပြီးတော့ဝင်ထားပေးရပါမယ်အခြားသောတစ်ပိုင်းအသစ်တွေမှာဝင်တာမျိုးမလုပ်ပါနဲ့ဒါလေးတော့တစ်ခုတော့သတိထားပေးရပါမယ်တချို့ကောင်းတွေကြတော့ပြန်ရနေပြီဒါပေမဲ့ကိုယ်ကပြန်မရသေးဘူးတချို့ကြတော့လည်း Facebook မှာupdate နဲ့တင်ပုံတင်နည်းတွေ share ထားတာရှိတယ်အဲ့ဒါတွေကိုဖတ်ကြည့်ပြီးတော့ကိုယ်လည်းလုပ်ကြည့်လိုက်တာရသွားတဲ့လူတွေလည်းရှိသလိုအဲ့တော့ကိုယ်မှမရသေးဘူးဆိုရင်ဒီ update တွေကိုတင်ကြည့်ပါစူးစမ်းကြည့်ပေးပါပြန်ရပါလိမ့်မယ် policy မညှိနေဘူးဆိုရင်ကိုယ်ကောင်းတွေကပြန်ရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီ site ပိုင်းတရားပါခင်ဗျာ